အင်္ဂလိပ်စာလေ့လာဖို့အချက်အမှန်အင်္ဂလိပ်စာကိုစတင်လေ့လာသူများစုက grammar ကိုအရင်ကြည့်ကြတယ်။ဒါပေမဲ့ grammar မတိုင်ခင် foundation ရှိတယ်။ foundation ဆိုတာဘာလဲ။အဲ့ဒါက alphabet ပါ။ A to Z အက္ခရာတွေဟာအင်္ဂလိပ်ဘာသာရဲ့အခြေခံအုတ်မြစ်ပါ။ alphabet တစ်လုံးချင်းစီမှာ sound ရှိတယ်။ sound မရှိရင်စကားမဖြစ်နိုင်ဘူး။ဒီ sound တွေပေါင်းလိုက်ရင် word ဖြစ်လာတယ်။ဥပမာ BOOK ပေါင်းလိုက်ရင် book ဖြစ်လာတယ်။ words တွေပေါင်းလိုက်ရင် phrase ဖြစ်လာတယ်။ဥပမာ a smart student phrase ထဲမှာ subject verb မပြည့်စုံသေးဘူး။ clause ဆိုတာကတော့ subject verb ပါပြီးအဓိပ္ပာယ်မပြည့်စုံသေးဘူး။ဥပမာ she is ဒီ phrase နဲ့ clause တွေကိုမှန်ကန်ကန်ပေါင်းလိုက်ရင် sentence ဖြစ်လာတယ်။ဥပမာ she is a smart student sentence ဖြစ်လာပြီဆိုရင်တစ်ဖက်လူနားလည်အောင်ပြောနိုင်ပြီအဲ့ဒါကိုပဲ communication လို့ခေါ်တယ်ဒါကြောင့်အင်္ဂလိပ်စာမခက်ပါဘူး structure ကိုမသိတာပဲခက်တာပါ foundation မှန်ရင် PD မပြိုဘူး foundation ခံရင် speaking ကသဘာဝအတိုင်းဖြစ်လာမယ်